Okay, hello အားဝဲမင်္ဂလာကျွန်တော်ရဲ့ကျွန်တော် channel ကပြန်ပြီးကြိုဆိုပါခင်ဗျာကျွန်တော်ကတော့ review ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့22 23လောက်ကနာမည်ကြီးသွားတယ်ပေါ့နော်Twine Theater ဆိုတဲ့ဟိုကပြောရရင်ဘာလဲ game တွေပါတယ်ဒီမျိုး build engineer ဘိုင်းနဲ့ပတ်သက်တာတွေပါတယ်နောက်ကြရင်math ဒါလည်းအဲ့ဒါတွေပါနောက်ကြ music to puzzle ဆရာမတွေတင်တဲ့ဟာတွေမှာအဲ့လိုမျိုး teacher tools တို့ပါတယ်ဗျာအဲ့ဆိုတော့မိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာပေါ့နော်တကူကိုစမ်းပြီးတော့ဆော့ပြအောင်ရှိပါတယ်ဒါကျွန်တော်ငယ်တော့ဗျာကျွန်တော်ကျူရှင်မှာဆိုအငယ်ခုဆိုရဂိမ်းလေးတဂိမ်းလေးဖြစ်တယ်ဗျမိုက်တယ်ပြောရရင်အရင်ခုနှစ်ကဂိမ်းလေးဆိုတော့မိုက်တယ်လို့ပြောတာပေါ့ဗျဆိုတော့အငယ်ဆော့နေကြCowboy ဆိုတဲ့အားလို့ကျွန်တော်အငယ်ဆော့ဖြစ်တယ်ဒီနေ့ကျွန်တော်ဘယ်နဲ့ဂိမ်းဆော့ပြအောင်ဆို3ဂိမ်းလောက်မဟုတ်2ဂိမ်းလောက်ပေါ့နော်အဲ့လောက်ဆော့ပြအောင်ဖြစ်ပါတယ်ဒီပတ်တယ်မှာ2ရက်လောက်ကကျွန်တော်ထင်တယ်ဗီဒီယိုမတင်နိုင်လောက်တင်တယ်ဘာလို့ဆိုကျွန်တော်ဒီရက်ပိုင်းအပြင်အလုပ်ကိစ္စလေးနည်းနည်းရယ်ဆောင်းဝဲလေးလည်းမရှိလို့ပါအားကြောင့်မတင်မြင့်ဗါလေတောင်းပန်ပါတယ်အဲ့တော့စိတ်မရှိပါကျွန်တော်အစားတို့ပြန်တင်ပြပါမယ်ဆိုတော့ခေါင်းပွိုင်းကိုအရင်ဆော့လိုက်အောင် wait Cowboy is the animal instructionsဒီ game ကပြောရရင်နွားပေါ့နော်ဟုတ်တယ်နွားလေးကိုဖမ်းတာအဲ့ကျိုးနဲ့လိုက်ဖမ်းရတာဗျာမိအောင်ဖမ်းရတာအဲ့ဘာလဲနွားမို့ကျွန်တော်တစ်ခါစော့တာအဲ့လေတင်ချာပိုင်းလေးပါတယ်ဟုတ်တယ်တင်ချာပိုင်းပါတယ်နောက်ကျန်game တစ်ပိုင်းလည်းဖြစ်တယ်ပေါ့နော်ပြောရရင် game နဲ့ကစားခြင်းနဲ့ Facebook မှာလည်းကြောက်တယ်စာလည်းရခြင်းနဲ့ Facebook မှာလည်းကြောက်တယ်စာလည်းရခြင်းနဲ့ဆိုရင်တော့ဒီ game လေးကတော့အကောင်းဆုံးလို့ထင်ပါတယ်live အကောင်းဖြစ်နေတယ်လို့Okay start လို့ရပြီမှာဒီလိုမျိုးလေးလာတာပေါ့နော် level 1 okay 3တော့ဗီဒီယိုကြရင် like and subscribe okay let's go အတိုင်းနွားတွေကိုအဲ့ကျွဲကြီးကိုဖမ်းလို့မရဘူးကျွဲကြီးကိုဖမ်းကျွန်တော်ပြကျွဲကြီးဖမ်းပြရှော့ကြလားအဲ့လိုမျိုးဘူးကိုဆွဲမိရင်ပြတော့ကျွဲတော့ဆွဲမိရင်တေးတယ်အဲ့လိုမျိုးဆိုတော့ start to try again start လေးနှိပ်က okay နွားမိပါတကောင်မိပါကောင်းတယ်အဲ့ဆိုရင်ဒါဆိုရင်ဒါဘယ်လောက်လဲဒါဆိုရင်ကျွန်တော်ကဒီကလေးတွေဘိုင်းပေါ့နော်လေးတို့ဒါဘယ်နှကောင်လေးတို့နှစ်ကောင်တို့အဲ့လိုမျိုးဖမ်းရတာဆိုတော့မိုက်ပါတယ်စားလဲရခြင်းနဲ့ဂိမ်းလဲကစားခြင်းနဲ့ Facebook လည်းမခံခြင်းဒီဂိမ်းလေးကတော့ကျွန်တော်ထင်တယ်အကောင်းဆုံးလို့ကျွန်တော်ထင်ပါတယ်ဗျဒါလေး level 2ရောက်ပြီလေးလေးဒါဂိမ်းလဲကစားခြင်းနဲ့စားလဲရခြင်းနဲ့ဖြစ်တဲ့တော့ကျွန်တော်ဒါတင်မိတာပေါ့နော်ဘယ်နှကောင်ရှိလဲအဲ့ဆိုရင်6ကောင်ရှိရပဲ6ကောင်ဆိုရင်6ကိုယူလိုက် level 2ထပ်သွားဂိမ်းကယူရှင်းတယ်အဲ့လိုကောင်းတယ်လို့ကောင်းနေတယ်မှာဒါပေမဲ့သူ့ရဲ့ graphics ဘိုင်းကတော့ပြောရရင်ကောင်းတယ်လို့ပြောရတယ်ဗျဘာလို့ဘယ်ကောင်ရှိလဲဆိုရင်ဒါလည်း6ကောင်ပဲ level 4ထပ်သွားမယ်ရတယ်မြန်ပြီမလုံးအားကြည့်သွားပြီရှော့သွားပြီဆိုတော့ဒီနေ့
ကဒီဟာလေးကဒီလောက်ပဲပေါ့နော်ခြားဟာလေးကိုထပ်ပြီးတော့ကျွန်တော်စားပြပဲပေါ့နော်ခြားဟာကဒီထဲမှာလည်းဒီခြား gain တွေရှိတယ်ဗျအခြား gain တွေရှိရဲနောက်ကြရင်ဒီတင်ချာကွာတင်ချာမအားနေဆိုရင်တင်ချာကိုပတ်ကမှာပေါ့နော်တင်ချာထဲမှာလည်းရှိရဲအဲ့လိုအများကြီးရှိတယ်ဗျဒီမှာ math ဆိုရင် fruit fall ဆိုရင်ကျွန်တော်ကြိုက်တယ် fruit fall ဆိုရင်ဒီ basketball ကလည်း game တစ်မျိုးပဲပေါ့နော်ဟောဒီ basketball တိကတာဒီဟာကိုကျွန်တော် illustration မှာဆိုရင်ဒီ are you ready to shoot some hoops ဒီ ball ဒီမှာဟောငါးလုံးပေးရအဲ့ငါးလုံးကုန်နိုင်ကျွန်တော်ကဘယ်နှလုံးနိုင်လဲဆိုတာပေါင်းတော့အဆုံးထိတော့ကျွန်တော်မစောရသေးဘူးဆိုတော့ဒီ game လေးလည်းမိုက်ပါတယ်အဲ့လိုမြားလေးနဲ့အခု flight ပြတလုံးရပါပြီဒီတလုံးရဆိုရင်ပြုတ်သွားပြီအဲ့လိုမျိုးသွားတာဗျာအဲ့လိုဗျာဒါဆိုရင်တလုံးကျွန်တော်နှလုံးရသွားပြီပြောရရင်ဒီ game ကလေစကားပြောအဲ့လိုမျိုးဒီ streaming နေပါလို့ခတ်တဲ့ထဲမှာပဲနောက်ဆုံး level ဆိုရင်တော်ခတ်တာဗျာအဲ့ဒါတော့ဆိုတော့မဖြစ်တယ်3တက်လီဘယ်လောက်လဲအဲ့ဟာငါ9တန်းရှိပြီဘုံပါတင်လေ3မော်3တက်လီ3မော်စားတာဒီနှစ်ဂိမ်းမြောက်ပေါ့နော်နှစ်ဂိမ်းမြောက်ဆိုတော့ဒီစာတင်ချာပိုင်းနဲ့တွားဝိုင်းဆိုဂိမ်းပိုင်းသွားဟုတ်တယ်ကျွန်တော်ဂိမ်းပိုင်းသွားဂိမ်းပိုင်းဆိုရင်တော့ရှိတယ်ဒါပေမဲ့ကောင်းနေလို့ပြောလို့ရတယ်ဘာလို့ဒီထဲမှာကျွန်တော်ကြိုက်ဆုံးဒီ golf ကိုပြစ်တာဟုတ်တယ်ဒါလေးကိုပြစ်တယ်ဒါကျွန်တော်ကြိုက်ဆုံးဟိုညံမကောင်းဆိုလဲကိုညံဟိုစစ်တဲ့ game လဲပါတယ်ဗောနော်အဲ့ဒါကြောင့်နောက်နေ့ကျမှကျွန်တော်လောက်ရပါဖြစ်ပါတယ် start ဒီမှာဆိုရင်ဒီ hole လေးကိုပြစ်ခိုင်းတယ်သူကမြင်ရပါပြီနော်နာတာလဲနိုင်သွားပြီနိုင်လေးဟဲ့ကြားလိုက်တော့လေဒီခေတ်ကအာရုံစားတဲ့ဂိမ်းထဲမှာပါတယ်ဘလို့ကြီးလဲသွားမြန်သွားဟေးကျွန်တော်ဒီနေ့ကဒီပေါ့နော်ဒီ game 3မျိုးကိုကစားရပါသေးပါတယ်ဒီညံဒီလိုညံလိုအပ်နေညံနေဟွာဖြစ်တဲ့ game ရယ်နောက်လည်းဒီ math ကိုကတင်ချမှာအားနေတယ်နောက်ကျဒီ game လဲဆော့ကျင်တယ်ပြောလည်းမစူကန်လေးဆိုရင်နှစ် game နောက်ဆုံး game ကဒီလိုမျိုးဒီဟာလေးပေါ့နော်အဲ့လိုဘီလီရဲ့ထူတာပါအဲ့ဒါလေးပါတယ်ဒါကျွန်တော်ဗီဒီယိုကတော့ပါခင်ဗျကျွန်တော်ရဲ့ဗီဒီယိုကြားရင် like ဟို subscribe လုပ်ကြပါခင်ဗျအားလုံးပဲကြည့်ရှုရတဲ့လူအားလုံးကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွင်ပြီးတော့အားလုံးပဲ bye bye